သူပြောပြတဲ့အကြောင်းအရာကဘာလဲဆိုတော့ကိုယ့်ရဲ့အတွေးပေါ့နော်ကိုယ့်ရဲ့အတွေးကကိုလုံးနိုင်တယ်လို့ပဲတွေးကိုကလုံးနိုင်ဘူးလို့လည်းတွေးကိုထင်တဲ့အတိုင်းအဲ့ဒီတိုင်းဖြစ်လာတာပေါ့နော်အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ကလင်္ကာကဘာအကြောင်းကိုပြောပြမလဲဆိုတော့လင်္ကာကအလုံးမပြီးသေးတဲ့ Good Fight Good Life ဆိုတဲ့စာအုပ်လေးထဲကအကြောင်းအရာတစ်ခုကိုထပ်ပြီးပြောပြခြင်းနဲ့ပေါ့နော်ပြောပြခြင်းနဲ့ဆိုတာထက်လင်္ကာဖြစ်ပူတဲ့အကြောင်းအရာနဲ့ကိုက်ညီနေတဲ့အတွက်ကြောင့်ပေါ့နော်ပြန်ပြီးတော့ share ချင်တာပေါ့နော်သူပြောပြတဲ့အကြောင်းအရာကဘာလဲဆိုတော့ကိုယ့်ရဲ့အတွေးပေါ့နော်ကိုယ့်ရဲ့အတွေးကကိုလုံးနိုင်တယ်လို့ပဲတွေးကိုကလုံးနိုင်ဘူးလို့လည်းတွေးကိုထင်တဲ့အတိုင်းအဲ့ဒီတိုင်းဖြစ်လာတာပေါ့နော်လင်္ကာစဉ်းစားမိတော့တကယ်လည်းဟုတ်တယ်ဒီလားဘာလို့လဲဆိုတော့ဟိုရင်တော့ကပေါ့နော်ဆရာလေးဘွားနဲ့နေခဲ့တော့ကလင်္ကာကအကြည်တန်းတိနေခဲ့နော်ပြီးတော့အကြည်တန်းနဲ့အောင်ခဲ့ဆိုတော့အဲ့ဒီအကြည်တန်းမအောင်ခင်တော့ကလင်္ကာကကြည်တန်းကိုနှစ်ဖြေခဲ့တယ်ပထမနေ့မှာတော့လင်္ကာကစိတ်ကိုပေါ်ပါပဲချားတယ်စာရီကတော့ပုံမှန်လိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီစာမေးပွဲဖြေတဲ့လားလောက်မှကြတော့လင်္ကာကစိတ်ကဘယ်လိုမျိုးတွေးလဲဆိုတော့ဒီနေ့ကတော့ easy ပဲငါမအောင်လဲရတယ်ဘာမှမဖြစ်ဘူးလို့တွေးလိုက်တာပေါ့နော်စိတ်တက်လည်းကြမနေဘူးပြီးတော့ဘာဖြစ်လဲဆိုတော့ကိုယ်တိုင်လည်း confident ကရှိမနေဘူးစာလည်းကြည်မနေဘူးနော်ကြည်တန်းကစာတွေလက်တန်းထက်2စာ3စာလောက်များတယ်နော်အဲ့ဒါကြောင့်မို့လင်္ကာကကိုယ်တိုင်လည်းယုံကြည်ချက်မရှိတဲ့ခါကျတော့ဒါမဲ့တွေးလိုက်တယ်စိတ်ကလိုမျိုးထားလိုက်တဲ့ခါကျတော့တကယ်လည်းအဲ့ဒီနေ့ကမအောင်ခဲ့ဒါပေမဲ့နောက်နေ့မှာကျတော့ဒုတိယနေ့မှာကျတော့လင်္ကာကနည်းနည်းဘယ်လိုပြောမလဲစာပွဲအရန်အောင်ခြင်းစိတ်တွေဖြစ်လာတယ်ပေါ့နော်ပြီးတော့ကိုရဲ့စိတ်ဆုပ်ပြတ်ချက်ကလည်းဘယ်လိုမျိုးဆိုတော့ငါဒီစာမေးပွဲကိုနှစ်ပဲဖြေမယ်ဘယ်လိုပြောမလဲနှစ်မှမအောင်ရင်ဒီစာပွဲကိုဘယ်တော့မှမဖြေတော့ဘူးဆိုတဲ့အထိတွေးရပေါ့နော်တွေးခဲ့တဲ့ခါကျတော့အဲ့ဒီဒုတိယနေ့မှာလင်္ကာကစာကိုအရန်စူးစမ်းလာတယ်ပြီးလို့ရှိရင်စာကိုပို့လို့ဖြစ်တယ်ပို့စူးစမ်းဖြစ်တယ်ပေါ့နော်ဒါနဲ့စံပွဲဖြေခါနီးမှာကျတော့လင်္ကာကဘယ်လိုမျိုးတွေးလဲဆိုတော့အဲ့တုန်းကလည်းဟိုဗာလဲအရာအောင်ခြင်းစိတ်တွေများတဲ့ခါကျတော့တချို့ subject တွေကတော့လင်္ကာတက်ကနည်းနည်းခက်တယ်ဒါပေမဲ့ကိုယ့်ရဲ့အတွေးရဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ရောပေါင်းလိုက်တဲ့ခါကျတော့လုံးဝ perfect ကိုတွေးတဲ့အတိုင်းဖြစ်လာတယ်ကဲလည်းအနစ်ကအောင်ခဲ့တယ်ပေါ့နော်အဲ့ဒါဘာဖြစ်လို့လင်္ကာအဲ့ဒါပြောပြနေလဲဆိုတော့ပြန်တွေးကြည့်တဲ့ခါကျတော့ကိုတွေးတဲ့အတိုင်းကိုထင်တဲ့အတိုင်းတကယ်ဖြစ်လာတာလေနော်ဒါသူရေးထားတဲ့ကိုလုံးနိုင်လို့ပဲတွေးကိုကမလုံးနိုင်ဘူးလို့လည်းတွေးကိုထင်တဲ့အတိုင်းဖြစ်လာတယ်ဆိုတဲ့အကြောင်းအရာကိုလင်္ကာကပြောပြချင်တယ်ပေါ့နော်နောက်တစ်ခုပြောချင်တာကပါလဲဆိုတော့လင်္ကာရဲ့ယုံကြည်ချက် belief system ဆိုတဲ့အဲမှာပဲရှင်းတန်နေကြမှာမဟုတ်လားယုံကြည်ချက်ဆိုတာကကိုယ့်ရဲ့ experience ကနေကိုယ့်ရဲ့ knowledge ကနေပြီးတော့စုဆောင်ထားတဲ့အရာတစ်ခုပဲလေဟုတ်တယ်မလားတကယ်လို့ကိုကဘွားကခက်ခဲတယ်လို့ယုံကြည်ထားလို့ရှိရင်ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အုံနောက်တွေကလည်းအဲ့ဒီခက်ခဲတယ်ဆိုတဲ့အရာတွေကပဲဝင်လာတာအဲ့ဒါကြောင့်မို့လင်္ကာတို့ရဲ့ယုံကြည်ချက်ကဒီနေ့မှာCEO ဖြစ်ချင်တယ်စီးပွားရေးပိုင်ရှင်ဖြစ်ချင်တယ်ဆိုရင်အဲ့ဒီယုံကြည်ချက်ကတကယ်ကိုဖြစ်လာတယ်ပြီးလို့ရှိရင်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့နောက် system ကအဲ့ဒီစီကိုပဲပို့ပေးမယ်ပြီးလို့ရှိရင်အဲ့ဒီဟာကိုပဲသူကလီလန်းတွေရှာဖွေပေးနေပါလိမ့်မယ်ဒီကတော့ကိုယ့်ရဲ့အတွေ့ဘာလို့လဲဆိုတော့လင်္ကာတို့ကိုယ့်ရဲ့ယုံကြည်ချက်ကလုံနိုင်တယ်ဆိုရင်လုံနိုင်တဲ့အတိုင်းတကယ်ဖြစ်လာတယ်ဒါပေမဲ့ကိုယ့်ရဲ့ယုံကြည်ချက်ကမလုံနိုင်ဘူးဆိုရင်အဲ့ဒီဟာကတကယ်မလုံနိုင်ဘူးအဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ယုံကြည်ချက်ကမှန်တဲ့လမ်းကိုသွားနေလားဒါမှမဟုတ်ဘယ်လမ်းကိုသွားနေလဲဆိုတာကိုမေးဖို့လည်းအရေးကြီးရဲ့အရင်တော့ကဒီစာကိုဖတ်ပြီးတော့အရင်တော့ကတော့တိတ်ပြီးတော့ကိုယ့်ရဲ့အတွေးကိုဂရုမစိုက်ပေမဲ့လည်းကိုယ်ဆိုအရန်ကိုတွေးဂရုစိုက်တယ်ပေါ့နော်ဘယ်လိုမျိုးဂရုစိုက်လဲဆိုတော့ကိုလုံးမဲ့အလုပ်တစ်ခုကို
ကိုကတကယ်ယုံကြည်ချက်ရှိသလားလို့ရှင်အလင်္ကာတို့ရဲ့အတွေ့အလင်္ကာတို့ရဲ့လုံရက်ကဒီနေ့မှတကယ်ဖြစ်လာမယ်ဆိုတာကိုတည်နေတဲ့အတွက်ကြောင့်ဆုံးဖြတ်ချက်တစ်ခုချမယ်ဆိုရင်တည်တည်ချာချာလေးချဖို့လိုအပ်တယ်လို့တည်တည်ချာချာလေးစီမံထားဖို့လိုအပ်တယ်လို့တော့အလင်္ကာထင်တယ်ပေါ့နော်ဒီဘက်ပေးချင်တဲ့ message ကပါလေဆိုတော့ကိုယ့်ရဲ့ယုံကြည်ချက်ကဘာတွေမမြင်နိုင်တဲ့ခွင့်လန်းအောင်မြင်ရေးတော့ချက်ဆိုတာကိုသိထားဖို့လိုအပ်တယ်ဆိုတဲ့ message လေးပေးချင်တာဖြစ်ပါတယ်ပေါ့နော်တိုင်းနေတဲ့မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ဆက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင် bye bye